ခုချိန်စပြီးတော့ဘုံဘုံတို့မုဒိတာကမ္မထအကြောင်းပြောမယ်မုဒိတာဆိုတာကကောင်းတာကိုရွေးပြီးတော့ကြည့်ပြီးတာမကောင်းတာရှောင်နိုင်လားမရှောင်နိုင်ပါဘူးနော်စိတ်ပျော်ရွှင်စေတဲ့အရာအားရစရာကောင်းတာအဲ့ဒါတွေရွေးပြီးတော့ကြည့်စိတ်ညစ်စရာအားမရစရာတချို့ကအဲ့ဒီဟာကိုမှရွေးကြည့်ဒါရွေးချယ်မှုကိုပြောတယ်ရွေးချယ်မှုတိနဲ့ရွေးချယ်တာမတိနော်မတိဘဲနဲ့မတိစိတ်ကရွေးချယ်တယ်ဆိုရင်တော့လူ100မှာ69ယောက်ကစိတ်ညစ်စရာပဲရွေးတယ်စိတ်ကပျော်ရွှင်စရာလည်းအများကြီးရှိတယ်ကျေနပ်စရာအများကြီးရှိတယ်ဂုဏ်ယူစရာအများကြီးရှိတယ်စိတ်ကမကျေနပ်စရာဟုတ်ပဲမသိစိတ်ကရွေးတယ်ပေါ့အဲ့မှပဲသူနေတယ်အဲ့မှပဲသူနေတဲ့အခါကျတော့နောက်ပိုင်းကျတော့အကျင့်ဖြစ်သွားတယ်အိမ်ဖြစ်သွားတယ်ကျေလို့ရှိရင်မောဂုတ်ဆရာတော်ဘုရားဒီမြတ်စွာဘုရားအင်္ဂုတ္တရနိကေထဲမှာဟောထားတဲ့အတွေးတွေပါလေဆိုတာတဲ့သူကဧည့်သည်ကိုကောင်းမှုစကားပြောရတယ်လေးစားစကားပြောရတယ်ဒါပေမဲ့ဧည့်သည်ကဧည့်သည်ပဲအချိန်တန်ရင်သူအိမ်ပြန်တယ်သူ့ကို ignore လုပ်တယ်သူ့ကိုလစ်လျူရှုတယ်ဆိုရင်တော့သူကဆက်နေရောဆက်နေတဲ့ခါကျတော့ဘာဖြစ်တော့ငကိုအိမ်ရှင်နဲ့ဘယ်သူဘက်ကဖြစ်တယ်အဲ့ဒီတိုင်းပဲနော်ဘုန်းတို့မွေးခါစားတော့ကလေးငယ်လေးတွေရဲ့စိတ်ကသူကဖြူစင်တယ်နိုးစားလို့သူမိုးတယ်ဆိုရင်လည်းခဏပဲပြီးသွားတယ်နော်အမေကိုအပြစ်တင်တာလည်းမရှိဘူးအဖေအပြစ်တင်တာလည်းမရှိဘူးသူနိုးတိုက်လိုက်တယ်သူနိုးဝါသွားပြီဆိုရင်ကျန်တဲ့သူမေ့သွားတယ်ဘာနဲ့တူတော့ဆိုတော့South Ocean why zebras don't have ulcers ဆိုတဲ့တေပန်ဆန်ညာ South Ocean မြင်းကြားတွေကသူတို့ကဘိုင်းမအောင်ဘူးတဲ့အစာအိမ်နာလာမရှိဘူး။ဘာဖြစ်လို့တော့ဆိုဂျားတွေသမင်းတွေအလိုက်ခံတယ်ဆိုရင် तू ကလွတ်အောင်ထွက်ပြေးတယ်။ထွက်ပြေးပြီဆိုရင်အဲ့ဒီဂျားအကြောင်းသမင်းအကြောင်းတွေးမနေတော့ तू ကရှေ့မှာရှိတဲ့မြက်ကိုချက်ချင်းစားနေ။ရှေ့မှာရှိတဲ့ရေကိုချက်ချင်းတောက်နေ။ဥပမာပြောတာဧည့်သည်စိတ်ကိုသူကဧည့်သည်လို့ပဲသဘောထားဧည့်သည်ပြန်သွားတယ်နော်အန်ဒရနဲ့တွေးတဲ့ချိန်မှာတော့အသက်ကုန်ပြေးတယ်အသက်လုံးအောင်ပြေးတယ်အဲ့ဒီချိန်မှာသူကအဲ့ဒါလို့ပြေးပြီးပြီဆိုရင်စမြုံပြန်တာမရှိတော့ဖြစ်ခဲ့တဲ့ပြစ္ဆုတ်ပန်တဲ့မှာနေတယ်ဆိုတဲ့သင်္ခန်းစာပြောတာအေးဆန်ချစ်တဲ့လူတွေအတွက်ကတော့အဲ့ဟာတိတ်စိတ်ဝင်စားစရာကောင်းတယ်တချို့မြင်နေကြတယ်အဲ့လိုမဟုတ်ဘူးလေရှမ်းစကားရှိတယ်လေမပစ်အလင်းတင်ဆိုတာဒီစိန်တယောက်ကိုမချေနှက်လို့ကန်ဘူးတဲ့မြင်းကအကျင့်ပါတယ်တဲ့အဲ့ချစ်ထောက်ကအမြဲပဲကန့်ကြတယ်မြင်းနဲ့မြင်းကြားမတူခွေးတွေလည်းဒီတိုင်းပဲခွေးလည်းဒီတိုင်းသူတို့ကမှတ်တယ်ဆိုလိုတာကအတိတ်မှာအကြာကြီးနေတယ်ပေါ့တချို့ကြတော့အတိတ်ကစိတ်ညစ်စရာတစ်ခုနဲ့သူတို့ရဲ့ပြစ္ဆုတ်ပံပုံရိပ်ကိုဖော်ဆောင်ထားတယ်အနာဂတ်ပုံရိပ်ကိုလည်းပဲ project လုပ်ထားတယ်ကြိုတင်ပြီးတော့ဖန်တီးထားတယ်အဲ့ဒါရွေးချယ်မှုပဲ choice ပဲမုဒိတာကြတော့ကောင်းတာရွေးချယ်ခိုင်းတာ
ဒီနေ့ရဲ့နဲ့ဖြန့်ရဲ့ယောဂီတွေတွေ့လိမ့်မယ်နဲ့ရက်တာအတွင်းမှာမုဒိတာဖွာပြီးပြီဆိုရင်ကိုယ်မှာဂုံယူစရာဘလောက်များတယ်ဆိုတာတွေ့ပါလိမ့်ဒီချိန်ထဲမှာပဲအရင်တော့ကိုကဘာတွေရွေးခဲ့တယ်စိတ်ကြည်နှံ့စရာနဲ့စိတ်ညစ်စရာဘယ်ဟာကိုပို့ပြီးတော့ရွေးခဲ့ဆိုအဲ့ဒါလည်းသူကထင်ရှားလာပြီအကျင့်ဟောင်းပေါ့ငကိုစိတ်ကိုမြင်အောင်ကြည့်ခါမှအပိုစိတ်ကိုမြင်တာအပိုစိတ်ကိုမြင်တယ်တထိုင်မှာအပိုစိတ်တစ်ခုမြင်တယ်ဆိုရင်ထိုင်ချိုးနှက်သွားထိုင်ချိုးနှက်သွားနောက်တစ်ခုတတိယဟာဗာမြင်မှာတော့ဆိုတော့ခါတိုင်းမနဲ့အဲ့ရနိုးလာပြီဆိုရင်ကိုကဘာမှအကောင်းဆုံးအကောင်းလည်းမရွေဘူးအဆိုးလည်းမရွေဘူးဖာတိဖာတာနေတယ်အမှုမဲ့အမတ်မဲ့အမှုမဲ့အမတ်မဲ့စိတ်အဲ့စိတ်နေခဲ့တာအများကြီးနှစ်တည်းလာရအများကြီးတော်တော်များခဲ့ပြီဆိုတာလေတွေ့လိမ့်မယ်နော်သုံးခုတစ်ခုကတော့ဂုံယူစရာတွေအများကြီးရှိတယ်ဆိုတာတွေ့လိမ့်မယ်နောက်တစ်ခုကတော့ဂုံယူစရာတွေတွေ့တိုင်းအပိုစိတ်လို့ခေါ်တဲ့စိတ်ညစ်စရာတွေကိုတွေးတဲ့အကျင့်ဟောင်းသူကတောင်းတိုင်းမသွားတော့ဒီဧည့်သည်ကဘာဆိုဒီနေရာသူ့နေရာလို့သူကယူဆထားတာလေသူနဲ့လည်းပဲရင်ဆိုင်ရမယ်နောက်ဆုံးတစ်ခုကတော့အမှုမဲ့အမတ်မဲ့ဒီနေ့တာကိုဘယ်လိုကြိုဖြတ်ခဲ့တယ်အဲ့ဒီဟာနဲ့တွေ့လေအခုပထမဆုံးဗီဒီယိုကလစ်တစ်ခုကြည့်မယ်အခုဒီမှာရှိနေတဲ့ဗီဒီယိုကလစ်ဒီအင်္ဂလိပ်လိုပါနော်Michigan တက္ကသိုလ်ပညာရေးဌာနနဲ့စီးပွားရေးဌာနနှစ်ခုစလုံးမှာနာမည်ကြီးတဲ့ဘာမောက္ခကြီးတခု Professor Kim Cameron positive thinking တဲ့သူကတော့ positive organization အတိုင်းဝိုင်းတဲ့ထဲမှာတယောက်စားတယ်မကောက်အတိုင်းဝိုင်းထဲမှာကောင်းတဲ့အရည်သွေးကိုမြင့်တင်ဖို့ဦးစားပေးဖို့သူကအဲ့ဟာကိုလေ့လာတဲ့အခါမှာဘာတွေ့တော့ဆိုတော့ဆိုးတာကိုကြည့်ပြီးတော့အဲ့ဆိုးတဲ့ဟာတွေကိုပယ်ဖြတ်ဖို့အတွက်ကြိုးစားတယ်လို့အဲ့ဒါတော့ဆိုအဲ့ဆိုးတဲ့ဟာကိုအတိမတ်ဖြစ်သူရှိတယ်ဒါပေမဲ့ကောင်းတော့ပဲကောင်းတဲ့အရည်သွေးတွေကိုပဲမြင့်တင်မယ်ကောင်းတဲ့အရည်သွေးတွေကိုမြင့်တင်ပြီးတော့ကောင်းတဲ့အရည်သွေးဟာမကောင်းတဲ့အရည်သွေးတွေကိုတဖြည်းဖြည်းချင်းသူသုံးပြတဲ့အင်္ဂလိပ်စကားနဲ့ဆို override လုပ်တယ်လို့ခေါ်တယ်လွှမ်းမိုးသွားတယ်ပယ်ဖြတ်ဖြစ်တယ်ပေါ့ဘုံသာမိုမီတာလို့ပဲတစ်ဖက်ကကြာရင်တစ်ဖက်ကတက်တယ်အေးနဲ့အပူလို့အဆိုးကိုနော်ကိုမကြိုက်တဲ့ဟာမူမမှန်တဲ့ဟာတွေဦးစားပေးတဲ့ပုဂ္ဂိုလ်အဆိုးဆုံးပုဂ္ဂိုလ်သမိုင်းမှာကြည့်အောင်ဒုတိယကမ္ဘာစစ်မှာဆိုရင်နာဇီဂျာမနီပေါ့ခေါင်းဆောင်ဟစ်လာသူမကြိုက်တဲ့ဟာတွေအဲ့ဒါပဲသူဘယ်လိုအုပ်စုသူမကြိုက်ဘူးဘယ်လိုအပြုမှုသူမကြိုက်ဘူးဘယ်လိုခန္ဓာကိုယ်နေထားဆိုမကြိုက်ဘူးခန္ဓာကို perfect မဖြစ်ဘူးဆိုရင်လည်းစေတုရိဏခန္ဓာကိုပို့လိုက်တာမကောင်းတာဆိုတော့အကုန်ပယ်ဖြတ်ဖြစ်မယ်မကောင်းတာကိုပယ်ဖြတ်ဖို့သူ့ရဲ့ focus ကအဲ့ဒါကောင်းတာကိုမြင့်တင်ဖို့မရှိဘူးအဲ့တော့ elimination ဆိုတဲ့စကားလုံးသုံးအမြင့်ပြတ်ချေမုန်းတယ်ဆိုတဲ့အတွေးခေါ်ဖြစ်လာ
အဲ့ဒါပဲဒုတိယရူပစစ်ကြီးဖြစ်လာမကောင်းတဲ့ဟာကိုဖယ်ရှားတဲ့နေရာမှာရှိသမျှအင်အားကိုအသုံးပြုတာအဲ့ဒါကြောင့်အခုပြမယ့်ဗီဒီယိုတွေက Professor Kim Cameron ပြောပြတာမကောင်းတဲ့နေရာမှာကိုမကြိုက်တဲ့ဟာတွေကိုဖယ်ရှားဖို့အတွက်ကြိုးစားနေအင်အားကုန်သွားတယ်ကောင်းတာတွေကိုတိဆောက်ဖို့အတွက်အင်အားမကုန်မကြက်တော့ positive creation အဲ့ဒီတဲ့မကြက်တော့ကိုယ့်ရဲ့အတွေးရဲ့စွမ်းအင်တွေနော်ခန္ဓာကိုယ်စွမ်းအင်တွေငွေကြေးအရင်းတွေprogram ဖြစ်တဲ့အရာပြည့်စည်တယ်မူမမှန်ဘူးလို့ကိုယ်ထင်တဲ့အရာအဲ့နေရာတွေကိုလိုက်ပြီးတော့ဖာထေးနေတာပြုတ်ပြင်းနေတာမဖြစ်အောင်တားမြစ်နေတာအဲ့ဒါနဲ့ပဲလူဟာကောင်းတဲ့အသစ်အဆန်းတွေမတီးထွေးနိုင်ဘူးမတီးထွေးနိုင်ကောင်းတာတွေကိုမမြင်နိုင်တော့အဲ့ထဲမှာပဲတန်တရားလဲနေတယ်ဒါကြောင့်အခုပြောတဲ့ဒီဆရာကြီးပြောတဲ့ theory ကတော့အဲ့ဒီအဆိုးကိုအဲ့ပြဿနာကို contain လုပ်တဲ့နေရာမှာအင်အား20လောက်သုံးကောင်းတဲ့နေရာမှာအင်အား80လောက်သုံးနော်80-20အများစုဖြစ်တာကတဲ့လူဘဝမှာဘုံဘုံတို့ယောဂီတို့ကိုယ့်ဘဝမှာ80%ကအဆင်ပြေတယ်20%ကအဆင်မပြေဘူး20% fix လုပ်ဖို့လိုတယ်ဒါပေမဲ့ကိုယ့်အတွေးထဲမှာခြားတော့ကိုကဘယ်ဟာဦးစားပေးတော့ဆိုတော့အဆင်မပြေတဲ့20%ကိုပို့ပြီးတော့ဦးစားပေးတော့အဲ့ဒီ20%ကသူက80ဖြစ်သွားတယ်သူ့ကိုအင်အားနဲ့အချိန်80ပေးပြီးတော့20အကြောင်းတွေးတာအဆင်ပြေတဲ့80%ကိုကြတော့20%ပဲအချိန်ပေးပြီးတော့ကြည့်တယ်နောက်ပိုင်းကျတော့ပြောင်းပြန်ဖြစ်သွားတယ်အဆင်မပြေတာက80ရှိတယ်စင်ပြေတာက20ရှိတယ်လို့စိတ်ကထင်သွားတယ်ထင်ရောင်ထင်မှားလို့ပြောတာအင်္ဂလိပ်လို illusion လို့ခေါ်တယ်ပါဠိလိုဝိပန္နာသာလို့ခေါ်တယ်တော့ကိုယ့်ဟာကိုယ်တိဆောက်တယ်illusion ပဲကိုယ့်ဟာကိုယ်တိဆောက်တယ်အမြင်မှားပေါ့ကိုယ့်ကိုအဲ့လိုတိဆောက်တယ်အဲ့ဒါဘယ်နေရာပဲကြည့်ဆိုးတဲ့လူကပိုများတယ်လို့စိတ်ထဲမှာထင်ရတယ်အင်္ဂလန်မှာဆိုရင်အိမ်2000ကျမှတအိမ်ပဲအဖောက်ခံရတာတခိုးဖောက်ခံရတာအိမ်2000မှာဟိုပဲအိမ်တအိမ်ပဲဖောက်ခံရတယ်တနှစ်နော်ဒါပေမဲ့အိမ်2000စလုံးကသူတို့အိမ်ဖောက်ခံရလိမ့်မယ်ဆိုပြီးတော့တွေးတယ်အဲ့လိုတွေးတာတစ်ပတ်ကိုတစ်ခါတော့တွေးဖြစ်တယ်တစ်ပတ်တစ်ခါတွေးတယ်ဆိုတော့တစ်နှစ်မှာအချိန်ပေါင်း40ကျော်တွေးတယ်အကျင့်ဖြစ်သွားတာပေါ့တကယ်လက်တွေ့မှာကြတော့တကယ်တမ်းဖြစ်တာက statistic အရဆိုရင်အိမ်2000မှာတအိမ်ပဲဖောက်ခံရတယ်အဲ့ဒါနဲ့အိမ်ပြင်ထွက်လာဆိုဘသူ့ပဲကြည့်ကိုယ်အိမ်ဖောက်မယ်လူတို့စိတ်အဲ့လိုထင်တယ်အဲ့ဒါနဲ့ကောင်းတာတော့သူတို့စီမှာဗာလေးလို့ဆို holiday သွားမယ်ဆိုရင်ဘေးအိမ်ကလူတွေကိုတော့လေးတွေပေးထားတယ်ဘေးအိမ်ကလူတွေကြောင်လေးတွေခွေးလေးတွေအစားကျွေးပေးတယ်သူတို့အိမ်ကိုကြည့်ပေးတယ်အချင်းချင်းအဲ့လိုကြည့်ကောင်းတာကိုပြန်ပြီးတော့တိဆောက်တာမြို့ကြီးတွေကျတော့အဲ့ဒါမလုပ်ရတော့အကုန်ပေါင်းသွားမှဆိုလို့မြို့သေးလေးမှာလုပ်ကြတယ်အဲ့တော့
ဒီထဲမှာသူသုံးတဲ့ဝါဟာရလေးက deviance ဆိုတာလေတွေးဖယ်တယ်ဆိုတဲ့စကားလုံးပုံမှန်ကနေပြီးတော့ပုံမှန်နေထားနေပြီးတော့တွေးဖယ်သွားတယ်တွေးဖယ်ဆိုတဲ့စကားလုံးကြားတာနဲ့ဘုံဘုံတို့ယောဂီတို့ကဒါ negative ပဲတွေးလိုက်တယ်တွေးဖယ်ဆိုရင်တော့ဒါမူးမမှန်တော့ပဲတွေးတယ်အဆိုးလို့ဒါစိတ်ကချက်ချင်းတွေးလိုက်တယ်တွေးဖယ်ဆိုတဲ့စကားလုံးမြန်မာစကားလုံးသုံးတယ်အင်္ဂလိပ်လည်းအဲ့တိုင်းပဲ deviant ဖြစ်တယ်လို့သုံးရင်လေအဆိုးပဲသုံးတယ်အခုဒီဆရာကြီးကဘာပြောအများကလှုပ်တဲ့အတိုင်းပေါ့နော်တကယ်လို့ဒီတမ်းမှာအများကအာနာပါနာလှုပ်တယ်တယောက်ကမလှုပ်ဘူးမေတ္တာကမ္မထံထလှုပ်တယ်အဲ့ဒါ deviant ဖြစ်တာတွေးဖယ်တယ်မအဲ့ဟာကအဆိုးလို့ဆိုနိုင်လားအဆိုးလို့မဆိုနိုင်ဘူးဒီလိုပဲတဲ့ deviant တွေးဖယ်တယ်ဆိုတဲ့နေရာမှာအဆိုးပဲတွေးဖယ်တာနဲ့အကောင်းပဲတွေးဖယ်တာနှမျိုးရှိတယ်သူများတွေတရားထိုင်နေတယ်လူတယောက်ကထားပြီးတော့ဟိုတယ်လီဖုန်းအကျယ်ပြောတယ်တခြင်းနားထောင်တယ်ဆိုရင်ဒါတစ်မျိုးအဲ့လိုမဟုတ်ဘူးလူတယောက်ကသူမေတ္တာပဲပွားနေတယ်အဲ့ဒီပြင်သူ့ကိုဘုံဘုံတို့ကဘာမှပြောဖို့မရှိဘူး negative မဟုတ်ဒုက္ခမေတ္တာကမ္မထံနဲ့ပေါက်သွားမေတ္တာကမ္မထံကသူ့ကမ္မထံဖြစ်ကမ္မထံကတစ်ခုပဲကောင်းဖို့လိုတာလေကိုယ်မေတ္တာလုံးမလားဗုဒ္ဓနုတ္တိလုံးမလားဝိပဿနာလုံးမလားတစ်ခုလုံးလိုက်လို့သူကတော့တစ်ဆင့်ပြီးတစ်ဆင့်တက်သွားဆိုရင်ပန်းတိုင်ရင်အတူတူပဲအဲ့ဒီတော့တွေးဖယ်တယ်ဆိုတဲ့နေရာမှာမကောင်းတွေးဖယ်တဲ့ဟာကိုတခါတည်းမဖြစ်အောင်မူမှန်ပြန်ဖြစ်အောင်လုပ်တဲ့လူတွေကအဲ့မှာပဲသူတို့ရဲ့အင်အားတွေအကုန်လုံးအသုံးပြုလိုက်ရတယ်တဲ့80 90ကအသုံးပြုလိုက်ရတယ်ကောင်းတာတွေးဖို့သူတို့ဘဝမှာကောင်းတာအများကြီးရှိတယ်ဆိုတာကိုတတိယဖို့အတွက်အချင်းနည်းနည်းပဲကြံတော့တယ် positive deviant ဆိုတဲ့ဟာကောင်းတဲ့ဟာအဲ့ဒီဟာကိုအားပေးမယ်ဥပမာမြတ်ဒီအာနာပါနလုပ်နေတဲ့ချိန်မှာမေတ္တာကမ္မဋ္ဌာန်းပွားတဲ့ပုဂ္ဂိုလ်သူ့ကိုလည်းအားပေးတယ်အဲ့ဒီလိုဆိုရင်တော့မေတ္တာကမ္မဋ္ဌာန်းပေါက်ရောက်သွားရင် तू ကနေပြီးတော့သူများကိုမျှပေးလို့ရတယ်အဲ့ဒါကြောင့်ဗုဒ္ဓမြတ်စွာဘုရားကမ္မဋ္ဌာန်းတွေအများကြီးသင်ပေးတာကိုကျင့်တဲ့ကမ္မဋ္ဌာန်းနဲ့မတူလို့ကြံတဲ့လူတွေကိုမှားတယ်ဆိုပြီးတော့မပြောဖို့ဒီနေရာလေးမှာအရေးကြီးပုံပေါ်ပြောချင်အာနာပါနကျင့်တဲ့လူကမေတ္တာကျင့်တဲ့လူကိုသွားပြီးတော့မလုံနဲ့လို့ပြောရင်အဲ့ဒါလည်းဓမ္မန္တရယ်ပဲတရားရဲ့အန္တရာယ်ဓမ္မန္တရယ်လုပ်တဲ့လူကဉာဏ်ထိုင်းနေတယ်မေတ္တာပွားတဲ့လူမေတ္တာမပွားတဲ့နောက်လူတရားသူအာနာပါနပဲပွားတယ်ဒါမှမဟုတ်အတုပကမ္မဋ္ဌာန်းပဲပွားတယ်သူမေတ္တာမပွားတာကိုအကြောင်းပြုပြီးတော့သူသွားပြီးတော့ negative ပြောရင်ရှုတ်ချလို့သူပွားနေတဲ့မေတ္တာသူတိတ်ပွားခြင်းနဲ့စိတ်မရှိတော့ဘူးဆိုရင်အဲ့ဒါလည်းဓမ္မန္တရထိုက်တယ်တရားထိုင်တဲ့နည်းမြန်မာပြည်မှာ10နည်းကျော်လောက်ရှိတယ်အကုန်လုံးဟာစမ်းသပ်ထားတဲ့နည်းတွေနော်ပေါက်ရောက်တဲ့နည်းတွေအဲ့နည်းတွေဘယ်နည်းပဲကျင့်ကြံအဲ့နည်းတွေကိုကိုယ်ကနေပြီးတော့မုဒိတာဖြစ်ရမယ်ခိုနဲ့မတူတာနဲ့မတူရုပ်နဲ့မှားတယ်လို့သွားပြီးတော့မပြောမိဖို့အရေးကြီးတယ်အဓိကတော့ကောင်းတာကိုကြည့်ပေးဖို့အဲ့ဒီလို
negative ဖြစ်တဲ့ဒီပြဿနာပေါ့နော်ဒီပြဿနာကိုဂရုစိုက်ပြီးတော့ပြဿနာဖယ်ရှားဖို့ကြိုးစားနေတယ်ဒီကိုယ်မှရှိတဲ့အင်အားတွေအကုန်လုံးပြဿနာကိုဖြေရှင်းဖို့အတွက်ကြိုးစားတဲ့လူနောက်ပြီးတော့အဲ့ပြဿနာကိုထိမ့်အောင်ပဲထိန်းထားတယ်နော်ဖြေရှင်းလည်းပဲအတိုင်းအတာတစ်ခုတွေဖြေရှင်းတယ်ပို့ပြီးတော့ကောင်းတဲ့အည်သွေးတွေကိုမြင့်တင်တဲ့နေရာမှာအင်အားပို့ဆိုင်တယ်လူအဲ့လူနေရာဟုတ်တဲ့ဒီဆရာကြီးကသူ့ဒေနာထဲမှာသူတွေ့ရတယ် positive energy ကလေးစားပို့ပြီးတော့ performance ကောင်းတယ် positive energy ကောင်းတာကိုအားပေးတဲ့လူဆိုရင်သူတို့ရဲ့လှုပ်ဆောင်ချက်ကလေးစားပို့ပြီးတော့ထိရောက်တယ်ပို့ပြီးတော့အောင်မြင်တယ်ဆိုလိုတာကပြဿနာဖြစ်တဲ့နေရာမှာလည်းပဲပြဿနာကလေးစားဖို့နည်းလို့ပြောတာပြဿနာမဖြစ်အောင်ပြဿနာအကြောင်းနေ့တိုင်းပြောဒီလိုမလုပ်နေလို့လည်းအဲ့လိုပြောနေမှလူတွေကတင်းမာမှုတွေဖြစ်သွားကြောက်စစ်တွေဖြစ်သွားပြီးတော့ကြောက်စစ်ဖြစ်ခါမှာအမှားဖို့ဖြစ်တာအမှားဖို့ဖြစ်တယ်ဒါလေးကြည့်အောင်ဗီဒီယို Positive psychology is an important component of our thinking about a modern workplace. And Kim Cameron has been the prime contributor to taking that body of knowledge and applying it to organisations as a whole. It's his name we best associate with the idea of positive organisational scholarship. Kim Cameron is a professor at the University of Michigan, and there he founded the Centre for Positive Organisational Scholarship, now known as the Centre for Positive Organisations. There, his research focuses on how to help organisations to reach high levels of performance and to get the best from the people within them. In 2003, he co-edited a book called Positive Organisational Scholarship: Foundations of a New Discipline, with Jane Dutton and Robert Quinn. This brought together 23 academic papers, and it has continued to grow. It is now the Oxford Handbook of Positive Organisational Scholarship and is a mammoth tome. So, what is positive organisational scholarship? A great way to think of positive organisational scholarship is a systematic study of positive psychology at the level of an organisation. But that won't help you if you don't know what positive psychology is. Well, for many years, psychologists studied how people work and, in particular, what goes wrong with the way that people think. Positive psychology focuses on what happens when people flourish. What it is we do and how we think when we are at our absolute best. And so positive organisational scholarship brings that idea into the organisational level and collates a whole load of interventions and ideas to bring the very best out of people and the organisations within which they work. Putting aside the dry academic language, we find a load of really important topics being studied under the umbrella of positive organisational scholarship that we can see as important in organisational lives. Things like organisational development, leadership, motivation, strengths, resilience, optimism, creativity, ethics, social behaviour, the processes that bring about extraordinary levels of performance, which are referred to as positive deviance, the way we can encourage this, virtuous practices, inquiry into what works, appreciative inquiry, and good organisational citizenship. And for me, at the core of all this is this idea of positive deviance. Most behaviours conform, broadly speaking, to a norm. But outside of that normal range are deviant behaviours. And we tend to give most of our attention to those underperformance, deviant behaviours with an intention of trying to crush them. But by crushing deviance, we don't just crush the negative deviance, but also the
မှာသူပြောတာသူအကန့်လေး3ကန့်လောက်ထားအလေကောင်ကကန်အဲ့ဒါပုံမှန်လို့ယူဆတာလေမိသားစုထဲမှာဆိုရင်ပုံမှန်လို့ယူဆတာလေဂျာစာကြိုးစားတယ်ဆိုရင်တို့អော်ပြီးတော့ကြက်တာဟုတ်တာမိသားစုတာပုံမှန်လို့ယူဆထားရင်ညံကောင်းပြီးတော့អော်မကြက်တဲ့ကလေးကြတော့ဒီဘက်မှာညဘက်က positive deviant သွေးဖဲတယ်သွေးဖဲပြီမဲ့သူကကောင်းတဲ့ဘက်မှာသွေးဖဲပြဿနာမဟုတ်စားလည်းမရဘူးអော်လည်းမကြက်ဘူးဆိုရင်တော့ဟုတ်ပဲအဲ့ဒီအနည်းအောင် negative deviant ဆိုတာကသွေးဖဲတယ်သွေးဖဲတယ်အဖွဲစည်းတယ်မှာနော်ကုမ္ပဏီပဲဖြစ်ဖြစ်မိသားစုလည်းဖွဲ့စည်းတစ်ခုပဲကုမ္ပဏီလည်းဖွဲ့စည်းတစ်ခုပဲဝန်ကြီးဌာနလည်းဖွဲ့စည်းတစ်ခုပဲအတန်းကျောင်းလည်းဖွဲ့စည်းတစ်ခုပဲအဲ့ဒီမှာတချို့ကဒီမူမှန်တဲ့ဟာကိုဦးစားပေးတယ်မူမှန်မှာ normative ဖြစ်တာဒါပုံမှန်လို့ခေါ်တာပေါ့ပုံမှန်ဒီလိုပုံမှန်တယ်ပုံမှန်ဖြစ်အောင်ဆိုပြီးတော့လူတိုင်းဒီပုံစံမျိုးဒီပုံနဲ့ဒီပုံစံနေရမယ်ထိုင်ရမယ်ပြောရမယ်ဆိုရမယ်ဆိုပြီးတော့ခါဒီစီးမြင့်နေရေးတာနေရာတိုင်းမှာရေးတာအဲ့ဒါလိုအပ်တယ်အဲ့ဒီကြားထဲကနေပဲအဲ့ကြားထဲကနေပဲအဲ့ဒီပုံမှန်မဟုတ်တဲ့ဟာပေါ်လာတယ်ပုံမှန်မဟုတ်တိုင်းအဆိုးမဟုတ်ဘူးလို့ပြောချင်တယ်ဒီသူတွေကအဆိုးလည်းဖြစ်နိုင်တယ်ဟုတ်တယ်အကောင်းလည်းဖြစ်နိုင်အကောင်းလည်းဖြစ်နိုင်ဒီတွေဖယ်မှုဖြစ်လာတဲ့အခါမှာကြည့်ပြီးတော့ကောင်းတယ်ဆိုရင်အဲ့ဒီဟာကိုဦးစားပေးတယ်အသင်းအဖွဲ့တက္ကသိုလ်ကုမ္ပဏီနိုင်ငံသူတို့ကသူများတဲ့လေးစားပို့ပြီးတော့တိုးတက်တယ်ရင်းနှီးမြှုပ်နှံမှုအထူးတူပဲနော်ဒါမဲ့ reward မှာလေးစားဖို့တိုးတက်တယ်ဒီသူတွေနာတွေ့ရှိတယ်လုပ်ငန်းပေါင်းမျိုးစုံနော်18မျိုးသူလေ့လာပြီးသူတွေနာလုပ်တယ်ကျောင်းပါတယ်ဆေးရုံပါတယ်ကုမ္ပဏီမျိုးစုံပါတယ်အဲ့လိုအဲ့တော့ဥမာအတန်းကျောင်းမှာပေါ့ကလေးတယောက်ကဆရာမတင်တဲ့ဟာ तू ကတစ်ခေါက်ပြောတာနဲ့ तू ကြားနားလည်နေပြီကြားလာတဲ့ခါကျ तू ပြင်းလာတယ်အဲ့ဒီဟာကိုဆရာမကသူ့လောက်မမြန်တဲ့ကလေးတွေအတိုင်းနေစေချင်တယ်ဆိုရင်ဒီဘက်ရောက်နေတဲ့ကလေးကိုအလဲကောင်ပြန်ဆွဲတယ်အဲ့ဒီကလေးကဟိုဘက်ရောက်နေတာမဟုတ်ဘူးဒီကလေးကဟိုဘက်ရောက်နေတာမဟုတ်ညာဘက်ရောက်နေနိုဘယ်ဆုရှင်ဂျပန်ဖမောက္ခရဲ့တယောက်စင်ကာပူလက်ချလာပေးတယ်တဲ့လက်ချလာပေးတော့သူတို့ပညာရေးစနစ်ကိုလေ့လာပြီးတော့စင်ကာပူကအများအတွက်ချထားတဲ့ပုံစံတိုင်းဝင်အောင်သူတို့အဓိကဦးစားပေးတာကိုရှေ့တော့ဘာမှချက်ပေးတော့ဆိုတော့တခြားနိုင်ငံမပြောနဲ့တဲ့စင်ကာပူနိုင်ငံနဲ့နိုဘယ်ဆုရှင်မထွက်နိုင်တွေးဖယ်တဲ့ဟာဒီဘက်တွေးဖယ်ပြီးသူများနဲ့မတူပဲဒီဘက်တွေးဖယ်လာတဲ့ပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်ကနိုဘယ်ဆုရသည်ဒီထူးချင်တဲ့လူတွေဖြစ်တယ်အဲ့ဒါတော့ပြည်ပမှာဆိုရင်သူများတဲ့ထူးချွန်တဲ့ကလေးအဲ့ကလေးကိုခွဲထုတ်လိုက်တယ်ခွဲထုတ်ပြီးတော့သူ့ကိုအလုပ်ပို့ပေးတယ်ပို့လုပ်ခိုင်းတယ်သူ့အတူစာကြည့်ခိုင်းတယ်ပြင်လာဆွေးနွေးခိုင်းတယ်အဲ့ဒါပြောလို့သူများနဲ့တော့မတူတော့မတူတာဟာကောင်းတော့မတူချင်းသူများအနောက်ရှက်ပေးနေတာမဟုတ်တကယ်လို့အနောက်ရှက်ပေးတာမှဒီကလေးကဒီဘက်ရောက်နေလို့အဲ့လိုတစ်ခါဟိုဘက်ကိုကြောက်သွားတာလားသူများကိုနောက်ဆက်တဲ့ဟာလုံးမိတာလားအဲ့ဒါမျိုးတွေကြည့်ကြ
ဒီနေရာမှာမုဒိတာကမ္မထာနဲ့နေရာတော့ဘုံဘုံပြောချင်တာကောင်းတဲ့ဟာကိုပို့ပြီးတော့သတိရတယ်ပို့ပြီးတော့အချိန်ပေးတယ်ဆိုရင်ပျော်ရွှင်မှုလည်းလေးစားပို့မယ်အောင်မြင်မှုလေးစားပို့မယ်အချင်းချင်းဆက်ဆံရေးမိသားစုဆက်ဆံရေးလေးစားပို့မိဘတွေနဲ့သားသမီးတွေတခုလောက်သူတို့အမြင်မတော်တဲ့ဟာလုံးမိတယ်ဆိုရင်ပြောလို့မပြီးတော့ကလေးကကောင်းတာတွေအများကြီးလုပ်ထားတယ်နော်စားလည်းအများကြီးကြိုးစားထားတယ်အဲ့ဒါကိုမပြောဘူးအစမပြေတဲ့ဟာတခုပဲပြောရင်နောက်ဆုံးကြတော့ကလေးနဲ့မိဘဆက်ဆံရေးပွေသွားတယ်ဆက်ဆံရေးပွေသွားတယ်chemistry ဆိုတာလေ relationship chemistry လူတဦးနဲ့တဦးဆက်ဆံရေးမြန်မာလိုပြောရင်တော့အစည်းပေါ့အစည်းကပ်အောင်မုဒိတာနဲ့လုပ်ရတယ်အတိမပြုတယ်ပေါ့ကောင်းတာအတိမပြုတယ်ကြိုးစားအတိမပြုတယ်နည်းနည်းဆက်ကြည့်ရ positive deviance. And yet it's the positive deviance that represents the highest levels of performance. Positive organizational psychology seeks to highlight and accentuate positive deviance. To do this, we need to switch our attention from a bias towards spotting what is negative to a bias towards spotting what is positive. And that is called affirmative bias. We need to focus on what we see as good, worthwhile, inspiring, and motivational. So what do we do about these negative deviances? Well, rather than trying to crush them, we seek to overwrite them with positive behaviours. Let's take a look at 5 really important big ideas that Kim Cameron has been promoting and writing about and researching that are part of the corpus of positive organisational scholarship. And let's take them in an order that builds a story. And the story starts with strengths. strength ဆိုတာက strength and weakness နဲ့အားနည်းခြင်းနဲ့အားသာချက်ကိုပြောအားသာချက်ကိုမြန်မြန်ကြည့်ပေးပါလုံခဲ့တဲ့နှစ်အစိလောက်စပြီးတော့အနောက်တိုင်းမှာ positive psychology ဆိုပေါ်လာဒါမကြသေးဘူး positive psychology အဲ့ဒါတော့ဘာလုပ်တာတုံးဆိုကောင်းတဲ့အရည်အသွေးတွေကိုမြင့်တင်တာနော်ကိုချင်းစာတာဒါကောင်းတဲ့အရည်အသွေးတွေကို empathy လို့ခေါ်တယ်တဏှာတတจิตနာတတာအားနည်းမှုနာကျင်မှုရှိတဲ့လူတွေကိုတခါတည်း compassion ကရုဏာစိတ်ထားတာအဲ့ဒါလေ positive quality တခုသူများတွေကြိုးစားတာသူများအမြင်နဲ့ကြည့်ပြီးတော့လည်းပဲမုဒိတာဖြစ်တဲ့ဒါ positive အဲ့ဒါတခုခြေစုတရားတိတ္တတာဒါလည်းပဲ positive psychology ထဲမှာပါတယ်အဲ့ဒီဟာတွေကိုဦးစားပေးတာဒီမတိုင်ခင်တော့စိတ်ပိုင်းဆိုင်ရာလေးလာတဲ့ပညာရှင်တွေကခဏတော့ကအကန့်၃ကန့်ရှိတာရောဘယ်ဘက်အကန့်ပေါ့စိတ်ညစ်စရာအကြောင်းတွေစိတ်ညစ်စရာအရည်အသွေးတွေအဲ့ဒီအကြောင်းတွေ22ခုလေးလာပြီးမှစာအုပ်22အုပ်ရေးပြီးမှဒီဘက်ညာဘက်ဟာ positive energy အကြောင်းတအုပ်ပဲရေးတယ်20တချိုးနဲ့တချိုးเนาะအဲ့လောက်กว่าတယ်1 to 21ပြောမယ်ဆိုရင်ဘုန်းတော်က21ရက်စိတ်ညစ်ပြီးမှ1ရက်လောက်ပဲပျော်ရွှင်ဖို့တတိရတယ်စိတ်ညစ်စရာ20ကြိမ်တွေးပြီးမှပျော်ရွှင်စရာတစ်ကြိမ်လောက်တွေးဖြစ်တယ်ဘယ်ဟာဘူရေးလောင်းတယ်ဆိုတာဒါကိုပြောတာ
mindfulness impulse ဆိုတဲ့ဟိုကနေခွင့်နှခေါင်းပြရဒါဒီမှာဒါလေးထားပြီဒီအားထားတော့မာစီဆရာရဲ့တစ်ဖက် Sharon Salzberg ဆိုတဲ့ဆရာမကြီးသူလှုပ်ထားတဲ့ဗီဒီယိုလေးပါ1990ကျော်တော့မှမာစီရေးတာမှာ4-5နှစ်တရားလာအထုတ်ထားတဲ့ဆရာမကြီးအမေရိကန်နိုင်ငံမှာဝိပဿနာလည်းပြတယ်မေတ္တာလည်းပြတယ်သူကကလေးတွေကိုဘယ်လိုသင်တော့ဆိုတော့လူတိုင်းရဲ့နှလုံးသားထဲမှာတဲ့မြေခွေးနှကောင်ကိုက်နေကြတယ်တဲ့မြေခွေးနှကောင်တတ်နေကြတယ်အဲ့ဒါကလေးရဲ့စိတ်ဝင်စားအဲ့မြေခွေးနှကောင်ဘယ်ကောင်ကနိုင်မှာတော့တကောင်ကမနာလို့ဝန်တိုဖြစ်တတ်တယ်စိတ်ထိုးတယ်ကိုကောင်းဆန်တယ်ပေါ့နောက်တစ်ကောင်ကတော့ကိုချင်းစာတတ်တယ်စိတ်ရှည်တယ်သူညာနားလဲတတ်တယ်အဆိုးတစ်ကောင်နဲ့အကောင်းတစ်ကောင်အဆိုးတစ်ကောင်နိုင်မဲ့ထင်တဲ့ယောဂီလက်မြောက်ကြည့်ပါမမြောက်ရဲဘူးထင်တယ်အကောင်းတစ်ကောင်နိုင်မဲ့ထင်တဲ့ယောဂီလက်မြောက်ကြည့်ပါတိတ်မမြောက်ရဲဘူးကလေးတွေဘုံမှာအတန်းကြောင်းသွားတယ်ဒီ story အမြဲတမ်းပြောတယ်ကလေးတွေကသူတို့ရဲ့စိတ်တိုင်းရဘုံမူတည်ပြီးတချို့က trauma ရှိတယ် trauma ရှိတဲ့ကလေးအဆိုးအနိုင်မယ်အဆိုးအနိုင်မယ်ဘာဆိုတော့ဟိုကြောင်းဘုံတော့တခုခုဖြစ်တယ်ဆိုရင်သူများဘူးလီလို့တဲ့ကောင်ပဲသူက he gets away ဟိုသူကပဲနိုင်သွားတော့ပေါ့တချို့ကလေးကြတော့အဲစိတ်ဓာတ်တွေမရှိဘူးသူတို့ကြတော့အကောင်းကနိုင်တယ်ဒီထဲမှာအဖြေကတော့ဘာလို့ဘသူကနိုင်မှာဆိုတော့ကိုအစာကျွေးတဲ့ကောင်ကနိုင်မှာဒါဖြင့်ဘာအစာကျွေးတာတော့ခဏတော့ကပထမဆုံးဗီဒီယိုကနော်ဟုတ်ပဲဆိုရင်ဘယ်ပဲဆိုရင်နော်မကောင်းတဲ့ဆိုးတဲ့ဝင်ပလူကိုအစာကျွေးတယ်သူကလည်းရှိနေ90ထဲမှာရှိတယ်ညာဘက်အကြတော့ကောင်းတဲ့ဝင်ပလူအဲ့ဒီဝင်ပလူကလည်းရှိနေတယ်ယဟန္တာဖြစ်မှမရှိတော့တာနော်ယဟန္တာဖြစ်ရင်တော့အဲ့ဒီနှကောင်စလုံးရဲ့အထက်ကိုရောက်သွားပြီအဲ့မတိုင်ခင်ကတော့အကောင်းနဲ့ဆိုးရှိတယ်အဆိုးလည်းရှိတယ်ဆိုရရှိတယ်ဒီဟာဘုံဘဝလေးလာနေတော့ခရမ်းပထမဆုံးဗီဒီယိုထဲမှာ Oxford Handbook ဟိုစာအုပ်ရှိတယ်လက်ဆွဲစာအုပ်ပေါ့ဘုံရတာမထမ်းသေးဘူးရဲ့ဒီဘန်ဒိုထာတမိုင်းတော်ချီရဲ့တပီဒေါက်တာချီလက်ရွှင်ကျော်ဒီခုတကရှာပြီးတော့ဝဲလာတချို့အဲ့ဒါတော့ဟိုယောဂီကိုကွန်းစောတုံးနောက်ထပ်ဝဲလာပြီဘုံဘုံဒီဟာလေးလာနေတော့အဲ့တော့ပြောချင်တာဘာပြောချင်တာတော့ဆိုတော့ဒီဗီဒီယိုကတကယ်လို့အဆိုးတကောင်ထားလာဆိုရင်သူ့ကိုအတိမတ်ပြုလိုက်ပါသူတောင်းကြတယ်ဆိုအတိမတ်ပြုလိုက်သူ့ကိုသွားပြီးတော့ရံပြိုင်မဖြစ်နဲ့ပြန်ရံပြိုင်ဖြစ်တယ်ဆိုရင်သူအားကောင်းသွားမယ်သူ့ကိုအစာကျွေးရအောင်သူရှိနေတာအတိမတ်ပြုလိုက်သူ့ကိုငါဖြည့်ရှင်းနိုင်တယ်ဖြည့်ရှင်းအမယ်ငါဒီလိုလုပ်ကြည့်မယ်ဆိုပြီးတော့နေရာတိုင်းမှာကိုဖြည့်ရှင်းနိုင်တယ်အဖြည့်ရှိတယ်ဆိုတော့ဟန်ဆောင်မှုမျိုးတွေမလုပ်နဲ့အဲဒါတရားထိုင်တဲ့အခါမှာဒေါသဖြစ်တယ်ဆိုရင်ဒေါသဖြစ်တယ်လို့ပဲသိလိုက်ဒေါသကအကုသိုလ်ဒေါသတိတာကကုသိုလ်စိတ်ညစ်တာကအကုသိုလ်စိတ်ညစ်တာကိုတိတာကကုသိုလ်စိတ်လွင့်တာကအကုသိုလ်စိတ်လွင့်တာကိုတိတာကကုသိုလ်အဲ့အတိလေးနဲ့နော်လိုက်တာကုသိုလ်ဖြစ်သွားတယ်
အဲ့ဒီလိုလုပ်ပြီးပြီဆိုရင်ねကောင်းတဲ့ဝင်းပလွေကိုမြင်းမြအစာကျွေးပါသူနဲ့နေပါဘဝရဲ့လောထန်တွေအတက်ကြတယ်ဘလို့ပဲကြုံရဒီဝင်းပလွေအကောင်းကိုအစာကျွေးပါဒီထဲမှာတော့သူကအရာအောင်ခွဲထားတယ်အနိနဲ့အပြာနဲ့အပြာကအကောင်းအနိကအဆိုးပေါ့အဲ့ဒီကြည့်အောင် There is a story, usually attributed to the Native American tradition, which illuminates different ways of paying attention. An elder, talking to a child, says, "I have 2 wolves fighting in my heart. One wolf is fearful, vengeful, envious, resentful, and deceitful. The other wolf is compassionate, loving, generous, truthful, and peaceful." The child asks, "Which wolf will win the fight?" The elder responds, "The one I feed." That doesn't mean we try to deny or hurt or kill the angry wolf. If we did that, we'd end up in a long battle, all the while somehow making that wolf more powerful through our hostility and fear. Hating that wolf sucks the strength right out of us. Instead, we calmly pay attention to အနီကောင်ကကြီးသွားတယ်။ဘာလို့ကြီးတုံးဆိုတော့အဲ့လူရသူကဒုံနဲ့သွားပြီးတော့ရမ်းပြိုင်တယ်။အနီကောင်ကိုအစာကျွေးနေတာကျွေးမှတော့မသိလိုက်ဘူး။အဲ့ဒီလိုမလုပ်ပဲနဲ့ဒုတ်ကိုပြစ်ချလိုက်သူရှိနေတာကိုအတိမပြုလိုက်ပါသူ့ကိုလေးလူလည်းမရှိနဲ့ You can see here 2 wolves, okay? Fighting in everybody's heart, in your heart, in my heart. They are fighting. The red one is the bad guy. The other is the good guy. So which one will win the fight is the question. The answer is the one we feed. You can see over there when the bad guy starts getting provoked. You try to solve, okay, by confronting it. You can see the older man using a stick, trying to tame it. The result is that the bad guy just gets stronger and stronger. You can see the size of the 2 wolves. So instead of using, okay, violent means to confront what we don't like, we use recognition. We recognize, okay, this is something bad. We recognize that, and then we switch our attention to something good. We invest our energy in the good thing, which is this wolf. We calmly pay attention to the angry wolf and then let go of believing they have the answers. If we can do that, they end up lying down. ဒီမှာကြည့်နော်ဒုံနဲ့သူ့ကိုရမဆိုင်တော့သူရှိနေတော့ဒီမှာဖြူလိုက်တယ်သူကသေးသွားတယ်နောက်ပြီးတော့နောက်ပိုင်းကျတော့ခုနာမှာအဲ့လိုပဲဝုတ်လေထိုင်နေတော့တယ်ဒီဆိုးတဲ့အတွေ့အကြုံတွေမေ့ပြတ်မှလို့မပြောဒါပေမဲ့သူ့ကိုကြည်တတ်trauma ရှိတယ်ဆိုရင်အဲ့ trauma ကိုကြည်တတ်မကြည်တတ်ဘူးဆိုရင်ခရအောင်ကမြေခွေးလိုကြီးသွားတယ်ကြည်တတ်ရင်တော့ဒီလိုသေးသွားပြီးတော့အနားမှာသူထိုင်နေတယ်ရမလုပ်တော့ဘူးဆက်ကြည့် The angry wolf and let go of believing they have the answers. If we can do that, they end up lying down next to us, no longer an enemy. We help strengthen the kind and loving wolf, giving it nourishment and support so that we can follow it. That peaceful wolf can become our steady companion and show us the way through all kinds of different life experiences. Restful or chaotic, enjoyable or disappointing experiences may come and go, but we can have a guide with us through it all. This is what mindfulness can help you do. Mindfulness allows us to see our thoughts and feelings as they are beginning. It's very powerful to know what we're feeling as we're feeling it, know what we're thinking as we're thinking it. With mindfulness, we can choose what will strengthen and bring into action, and we can choose what we will gently let go of.
We don't have to be at the mercy of old habits or old ways of thinking or old ways of being. We are empowered. It just takes practice. Count that Wimbley was a Mudita time. Mudita time. Okay, you can sit here. That's okay. You can sit here. Face me. Face me this. Yeah. But no kind matter sort of one. Go choose a cat, I go boama, go choose a cat, I can sense a cat. Chong Tatama, Pet Dama Balu choose a cat. Pet Samboy the Balu choose a cat. Long and Queen Emas will live. Pet Long and Queen the Balu accounts of choose a cat. Me bad in elephant, other meeting go below accounts of the arm. Pew town cat, Arabian Sinama. The coup be the coup, Judgment and Hasinda. Low Yamahato. Go choose a move at the people. At a number day. Number Nejaro, go tilo choose a night harm. I ain't choose hard a okuri. Koye me party. Toro party choose at home, blue choose at home. I have home, also home, now so minute so many. At a listen that me. The Manakaro tin coupe. Now go choose a change and women, no? Oh, could start with a second harmony. A change. Okay, you listen to me. We are going to do positive thinking meditation. It's called Mudita. What you have to do is to think about your favorite subject in the school and how you work hard for that. Okay, try to visualize your school, your classroom, your textbooks, and how you did your work, your exercise, your homework, your project. Think about those things and recognize your best effort. I want you to think about nice things. Okay? Come on. 15 minutes. First you think about yourself, then you think about how your mom and dad do their best. Okay?
စိတ်တခြားရသွားရင်မူလအာယုံစီပြန်ပို့ပါကိုယ်ကိုအပြစ်မတင်နဲ့လွင်သွားတာလည်းပဲရေးကြည့်ခွင့်ခြင်းသွားပြီးတော့မလုပ်နဲ့ဝင်မလွေအစိုးအစာကျွေးသလိုဖြစ်သွားမယ်မုဒိတာစိတ်ပြန်လာကြိုးစားမှုအကြောင်းတွေးနေနဲ့စိတ်မကျဉ်းဆရာတွေစိတ်နာဆရာတွေပေါ်လာတယ်ဆိုရင်အတိမပြုလိုက်ပြီးရင်သူခဏလေးထားခဲ့ကောင်းတဲ့အပိုင်းဒီရွေးပြီးတော့တွေးအတိမပြုဒီလိုအကျဉ်းချင်းတွေးတာကောင်းတာတွေးအတိမပြုတော့ဘာဝနာလို့ခေါ်တယ်မုဒိတာဘာဝနာလို့You think about your effort, okay, one after another. You have been in school for many years now. Trying to remember them and see yourself as a hardworking student.
ကိုမိဘကြိုးစားတာလေကိုတည်တယ်လို့ပြန်ပြီးတော့အတိမပြုပေးပါပြန်တတိယပြီးတော့သူတို့ဘဝအကောင်းဆုံးဖြစ်အောင်ကြိုးစားတယ်ပေးတဲ့အခြေအနေအကောင်းဆုံးဖြစ်အောင်လုပ်ကြတယ် Now think about your parents, how they work hard. Recognize their effort. A chain si papi ta du koja. Da te da mudita wada ne patabido. အခက်ခဲရှိမှဆိုလို့မေကွန်းတွေရှိရင်ဘုံဘုံဒီမနက်တော့နှစ်ခုဖြည့်ပေးမယ်မေကွန်းရှိမုဒိတာကြောင့်မေးခြင်းရှိတယ်လားမရှိဒီမေကွန်အခုရတာမေကွန်တော့ဟောနဲ့ချက်ချင်းမဆိုင်သေးမုဒိတာမဆိုင်သေးအေးမုဒိတာနဲ့ပတ်သက်တဲ့အရင်ဖြည့်ပြီ有点在找到吧里边。是啊，这里一点不平的，白牛，你小心点呀。一点不平的看嘛，一点没生命的，看到既然没礼貌的，那些呢不理解，我家里头骗了，这边是不理解什么。让人我们这个，这里面受益了。ဆရာမကြီးစက်တန်းချီပြောတဲ့ဟာကစိတ်ကဖြစ်တယ်လေစိတ်ကဖြစ်တယ်အဲ့တော့ဒါလည်းပဲအသိဉာဏ်တစ်ခုပဲစိတ်ထဲမှာရုပ်ဣရိယာပုတ်နော်ရုပ်အထိုင်ပြောင်းသွားတယ်လို့စိတ်ထဲထင်တယ်။တကယ်ကြည့်တဲ့အခါကျတော့မပြောင်းဘူး
ဒီနေရာမှာပါတွေ့ရလို့ဆိုတော့ anxiety တွေ့တာလေ anxiety တွေ့တာအဲ anxiety ကိုအတိမတ်ပြုလိုက်အောင်မေကွန်ရှိလဲဟိုနောက်မှာနောက်ရှိဆောင်ဝင်ချတဲ့ကြောအပိုင်းရှင်ပြပြီးတော့မင်းချင်တာလေးရှိပါလေဗျာရှောက်ပြီးပါရှင်ပြပြီးတော့မနက်တော့ကတရားထိုင်နေတော့စမ်းနေပါတော့နော်ရှင်ပြပထမတော့ determination လောက်ခိုင်းစီချင်နေပေါ့နော်ပြီးတော့အဲ့ဒါလေးပတ်သက်ပြီးတော့ issue တစ်ခုရှိနေလို့ထင်ပါတယ်ဗျာပါမန်ထိုင်တာမျိုးဆိုရင်ပါ anxiety မှာတက်တယ် determination လို့ပြောလိုက်တဲ့အချိန်မှာကျတော့စိတ်တွေ anxiety အများကြီးတက်ပြီးတော့ဒီလိုလွတ်လာတာအများကြီးဖြစ်ပါတယ်ဗျာအဲ့ဒါကိုဘယ်လို healing လုပ်ရမလဲဆိုတာလေးသိချင်ပါတယ်ဗျာအေးတမိထိုင်လို့ရစိတ်လွင့်လို့လွင့်သွားတာသိတာလေလွင့်သွားမှသိတာအဲ့ဒါတရားပဲမလွင့်အောင်ဆိုပြီးတော့အတင်းကြီးသွားပြီးတော့မကြိုးစားနဲ့လွင့်စေတဲ့အကြောင်းရှိရင်သူလွင့်မှာပဲစိတ်ဒီနေရာမှာစိတ်လွင့်တာကအကျိုးဖြစ်နေတယ်သူကိုလွင့်စေတာက determination နဲ့ပတ်သက်တဲ့ anxiety ပေါ့နော် anxiety ဖြစ်လို့တောကဖြစ်လို့စိုးရိမ်စိတ်ဖြစ်လို့စိတ်ကလွင့်တယ်စိတ်လွင့်တာကတချို့နေရာမှာသူအကြောင်းဖြစ်ဖြစ်မယ်ဒီနေရာမှာကျတော့အကျိုးဖြစ်နေဗုဒ္ဓတရားတော်ကအကြောင်းကိုဖြည့်ရှင်တာအကျိုးမဖြည့်ရှင်ဘူးဒါဖြင့်ဒီစိတ်လွင့်တဲ့ဟာဘယ်အချိန်မှလွင့်သွားတော့အဲဒီစိတ်မလွင့်ခင်မှာစိတ်ဘာဖြစ်တာလဲ anxiety ဖြစ်တယ်ဆိုရင်အဲ anxiety ကိုတစ်ချက်လောက်ကိုမြင်လိုက်ရင်ဒီတစ်ထိုင်အဖို့တန်သွားပြီ anxiety လူတွေအမြဲတမ်းဖြစ်နေတာကောင်းမောင်းနေနေလည်းဖြစ်တယ်ထမင်းချက်နေနေလည်းဖြစ်တယ်အဝတ်စားလဲနေနေလည်းဖြစ်တယ်ရေချိုးနေနေလည်းဖြစ်တယ် anxiety တွေဖြစ်တယ်သူကိုမသိလို့သူကတရားမဖြစ်တာသူကိုသိရင်သူက meditation object တရားအာယုံဖြစ်သွားတယ်တရားအာယုံဖြစ်သွားတယ်ဒီနေရာမှာဘာကိုပဲအားပေးမှဆိုသိတဲ့ဟာလေ anxiety ဖြစ်တဲ့လိုက်သိလိုက်စိတ်ကိုပြန်သိပြီဆိုရင်အဲ့ဒီတဲ့ပို့ပြီးတော့အစင်းမြင့်တဲ့ training မရှိဘူးနော်ရှေ့စိတ်ကိုနောက်စိတ်ကသိတဲ့ဟာလေအဲ့ထဲမြင့်တာဘာမှမရှိဘူးကျန်တဲ့ဟာသူ့အတူအလိုလိုလိုက်လာတယ်အဲ့တော့အခု anxiety ဖြစ်တယ်ဆိုရင် anxiety ကိုကြည့်ရပေါ့ anxiety ဖြစ်နေတယ်ဖြစ်ပြီဆိုရင်ခန္ဓာကိုယ်ကဘာဖြစ်သွားတော့ခန္ဓာကိုယ်တင်းသွားတာလက်ကဘယ်လိုနေတော့လက်ကဆုပ်ထားတာနဖူးအောင်ဘာဖြစ်တော့နဖူးကြောတွေမဆယ်တွေတင်းနေလားအဲ့ဒါတွေကြည့်လေးလာတာဝင်လေထွက်လေကြည့်တဲ့အခါမှာဝင်လေထွက်လေမှာတဏှာပဲနေတဲ့စိတ်အဲ့တမာတိကိုဘုံတရားထိုင်တဲ့လူတွေကမက်ကြတယ်လေမက်အောင်လည်းပဲသူကမက်လောက်เสียဖြစ်တယ်မက်လောက်เสียဖြစ်တယ်ဒါမဲ့အခုဘုံပြောရတာက anxiety ကို anxiety လို့သိတာဘယ်လောက်ထိသိတော့ဆိုတော့စောပိုင်းမှာတော့ anxiety ကိုပဲသိတယ်နောက်ပိုင်းကျတော့ anxiety ကိုသိတဲ့စိတ်ပါကိုလိုက်ပြီးတော့သိတယ်ဆိုရင်အဲ့ဒီချိန်မှာတမာတိကမလို့တော့အဲ့ဒီထဲမှာတမာတိကသူကပါပြီးသားတမာတိသိတဲ့ထီထောင်ဖို့မလို့တော့တမာတိရှိတဲ့လူကသီလအတွက်စိုးရင်ဖို့မလို့အဲ့တမာတိထဲမှာသီလပါပြီးသားပညာပွားများနိုင်တဲ့ပုဂ္ဂိုလ်မှာအဲ့ပညာထဲမှာသမာဓိပါပြီးသားသမာဓိကိုတည်တဲ့ဒီဆောင်နေမှုစိတ်ကိုတခါတည်းအာယုန်တစ်ခုထဲမှာမြဲအောင်နေရမယ်စိတ်ဟိုရောက်တရားဖောက်လို့တရားထိုင်တယ်မဟုတ်တော့ဘူး
အဲ့လိုချပြီးတော့တွေးဖို့မလိုစိတ်ကသူထွက်နေတာသူဖြစ်နေတဲ့သူအကြောင်းကြောင့်သူကသူဖြစ်နေတာအဲ့ဒီဟာကိုလိုက်ပြီးတော့သိနေတာအဲ့သိတဲ့ဟာကတမာတိဖြစ်နေတာတမာတိတစ်မျိုးဖြစ်နေတာအဲ့ဒီအတိလေးကိုဘုံဘုံတော့တီးဆောင်နေအဲ့ဒီအတိကခဏခဏမဖြစ်လို့ anxiety ခဏခဏဖြစ်တယ်ဒါပေမဲ့နောက်ကနေအတိကမဖြစ်ဘူးတဲ့ကိုဆိုဥပမာဆိုတော့ဆိုဒီတခိုးနောက်ကိုဇုံထောက်လိုက်လို့တဲ့ထက်ချက်မကွာလိုက်တယ်လို့အဲ့ဒီ anxiety ကိုတခိုးလို့ဥပမာထားရင်လိုက်ပြီးတော့တိတဲ့စိတ်အဲ့ဒါကဇုံထောက်အဲ့ဒီချိန်မှာတခိုးကခိုးခွင့်မရှိတော့ခိုးခွင့်မရှိနောက်ပိုင်းကျတော့သူ့အကျင့်ဟောင်းနေပျောက်သွားတယ်အဲ့ဒါပဲ anxiety ကိုအဲ့လိုကြည့်ပြီးကဲဘုံတို့မေတ္တာပို့ပြီးတော့ဒီမနေ့ session ဒီမှာရနာရအောင်နော်ဂျာနဲ့မိခုနေနေကြမှာ